ထိုင်းဘက်အဟောင်းတွေနဲ့ကျွေးစီဟောင်းတွေကိုတံပိုးများစွာနဲ့ဘယ်လိုလဲလှယ်လုပ်ရရဲဆိုတာကိုဗီဒီယိုတင်တဲ့ခါတိုင်းအဆုံးထိကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ်ဒါမှဒါအသေးစိတ်ကိုသိလာမှာဖြစ်ပါဗျဘယ်လိုကြည့်ပြီးမှလဲလှယ်လုပ်ရရဲဆိုတာကိုသိရှိနိုင်မှာဖြစ်ပါဗျဒါကြောင့်ဗီဒီယိုတင်တဲ့ခါတိုင်းအဆုံးထိကြည့်ပေးပါလို့တောင်းဆိုချင်ပါဗျဟုတ်ကဲ့အားလုံးပဲမြင်ပါပါဗျပုံစံတူယုံနဲ့တော့မရဘူးเนาะသူ့ရဲ့ထူးခြားချက်တွေမူမမှန်ပဲနဲ့နံပါတ်ကွဲလွဲတာတွေမှားယွင်းတာတွေရှိမှလားလဲလှယ်လို့ရတယ်เนาะအဲကြောင့်ဗီဒီယိုတင်တဲ့ခါတိုင်းအဆုံးထိကြည့်ပေးပါလို့တောင်းဆိုချင်တာအဲဒါကြောင့်ဖြစ်ပါတယ်ဗျဘာဖြစ်လဲဆိုတော့ဗီဒီယိုအဆုံးထိကြည့်တဲ့ခါကျတော့သူ့ရဲ့ထူးခြားချက်တွေဘယ်လိုမျိုးရှိလဲဘယ်လိုမျိုးဟာတွေကြည့်ပြီးမှလဲလှယ်လို့ရတယ်ဆိုတာကိုအသေးစိတ်သိနိုင်မှာဖြစ်တဲ့အတွက်အကြောင်းမလို့ဗီဒီယိုတင်တဲ့ခါတိုင်းအဆုံးထိကြည့်ပေးပါလို့အမြဲတမ်းတောင်းဆိုရခြင်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပုံပို့ပေးလို့ရမရကြည့်ခိုင်းတဲ့တငယ်ချင်းမိတ်ဆွေတို့ထိုင်းရောက်ရှင်မာတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဝယ်တဲ့ဟာနဲ့ကန့်ညီမှုရှိလို့ရှိရင်အမြန်ဆုံးဆက်သွယ်ပေးပါမယ်ဗျဒါပေမဲ့လို့ဝယ်တဲ့ဟာနဲ့ကန့်ညီမှုမရှိလို့ရှိရင်စာကိုမပြန်တော့ပါဘူးเนาะဒီတိုင်းပဲဖွင့်ကြည့်ရုံပဲဖွင့်ကြည့်မယ်เนาะဘာဖြစ်လဲဆိုတော့ပို့တဲ့လူတအားများတဲ့ခါကျတော့စာကိုမပြန်နိုင်ဘူးဖြစ်နေတယ်เนาะဒါလေးကိုတော့နားလည်ခွင့်ပေးပါလို့တောင်းဆိုချင်ပါတယ်ပြောချင်တယ်လည်းပြောပြီးပြီเนาะမှားချင်တယ်လည်းမှားပြီးပြီတောင်းဆိုချင်တဲ့ဟာလည်းတောင်းဆိုပြီးပြီဆိုတော့ဗီဒီယိုလေးကိုတော့အဆုံးထိကြည့်ပေးပါเนาะအခုဒီခါကျတော့ဒီငါဘတ်တန်နဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုကြည့်ပြီးမှဘတ်8000လဲလှယ်လို့ရတယ်ဆိုတာကိုအသေးစိတ်လာပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျအတူတူလိုက်ကြည့်ကြရအောင်เนาะဒီငါဘတ်တန်နဲ့ပတ်သက်ပြီးတော့အထွေထူးကြည့်စရာမလိုเนาะသူရဲ့ခုနှစ်တစ်ခုကိုပဲကြည့်ရမှာပေါ့เนาะသူရဲ့ခုနှစ်က2540ခုဆိုရင်တော့လဲလှယ်လို့ရပြီเนาะဘတ်8000နဲ့လဲလို့ရပြီကဲလို့ခုနှစ်က2546ခုဆိုလဲအဲ့ဒါလဲလှယ်လို့ရရเนาะဒါပေမဲ့အဲ့ဒါတော့ဈေးတိတ်မရပါဘူးတစ်ခုကိုဘတ်800 900အဲ့ဝန်းကျင်လောက်ပဲရပါတယ်เนาะအထွေထူးကြည့်စရာမလိုခုနှစ်တစ်ခုတည်းပဲကြည့်ရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီငါးဘတ်နဲ့ပတ်သက်ပြီးတော့အထွေထူးကြည့်စရာမလိုပေါ့เนาะတခြားဟာတွေနဲ့မတူတခြားဟာတွေကျတော့ပုံစံတူယုံနဲ့မရဘူးသူရဲ့ထူးခြားချက်တွေမူမမှန်တဲ့ဟာနံပါတ်မတူကွဲပြားတာတွေအရင်ဆုံးကြည့်ပြီးမှဒါလဲလှယ်လို့ရဒီငါးဘတ်တန်ကျတော့မဟုတ်ဘူးပေါ့เนาะသူရဲ့ခုနှစ်တစ်ခုတည်းဟိုမှာကြည့်ပြီးတာနဲ့အဲ့ခုနှစ်ကကိုက်ညီမှုရှိပြီဆိုရင်တခါတည်းလဲလှယ်လို့ရမှာဖြစ်ပါဗျဟုတ်ကဲ့ထိုင်းရောက်ရှင်မတော့တငယ်ချင်းမိတ်ဆွေတော့အားလုံးကံကောင်းကြပါစေကျွန်တော်တင်တဲ့ post ကိုတွေ့လို့ရောင်းရမရပြချင်တယ်ဆိုရင်ကျွန်တော်ရဲ့ profile ကိုတွားပြီးမှ line ID ဖြစ်ဖြစ် Facebook Messenger ဖြစ်ပို့လာပေးပါလို့မှာချင်ပါတယ်ဒါလေးတွေကဘယ်လိုပြောမလဲဆိုတော့အရင်ဒီတပြားတစ်ချက်မှထုတ်ဆရာမလိုဘူးအပင်ပန်းလည်းပင်ပန်းဆရာမလိုဘူးပေါ့နော်တကယ်လို့ကိုအများရန်လက်ရှိတောင်းနေတဲ့ပတ်စံကိုပဲကြည့်ရမှာနော်အဲ့ဒါလေးကိုပဲတစ်ချက်တတိထားရမှာပေါ့ကိုကပတ်စံမတုံးခင်မှာတစ်ချက်လောက်တတိထားယုံလေးနဲ့ကံကောင်းရင်တော့အဲ့လိုခုနပြောသလိုတမိုးများစွာနဲ့လဲလှယ်လို့ရမှာဖြစ်ပါတယ်ဗျရင်းနှီးတပြားတစ်ချက်မှထုတ်ဆရာမလို့ပေါ့နော်ကိုရဲ့နေ့စဉ်ပုံမှန်တုံးနေတဲ့ပတ်စံအပေါ်ကိုပဲတတိထားယုံနဲ့ပဲကံကောင်းရင်တော့တန်ဖိုးပေါင်းများစွာနဲ့လဲလှယ်လို့ရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကတငယ်ချင်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like and share လုပ်ပြီးမှ subscribe လည်းလုပ်ပြီးပါလို့တောင်းဆိုချင်ပါတယ်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာဗျ